မင်္ဂလာပါလောကကြီးကနာရဲ့တန်တော်ဘလို့ပဲအထနမနဲ့ဆုံးတိုင်းကြည့်လို့ရင်ပူလိုက်မလို့နဲ့အရာရမေရရှိရလေရင်ခွနဲ့တတ်ကြအောင်ရဲ့နဲ့ဘဝကိုတို့ကိစ္စနဲ့အသက်တဆုံးမနာမမြေရှိခြင်းတွေပြေခွေတဲ့မဆန္ဒကိုရင်နဲ့ညညဖို့ဆိုမြတ်တွေ့မစေဘဝကိုတို့ကိစ္စနဲ့